အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်ချစ်သိန်းလို့ခေါ်ပါတယ်ဒီစီစဉ်ကတော့ကျွန်တော်တို့အနေနဲ့ထူးထူးခြားခြားလေးတွေဖြစ်တဲ့သတင်းထူးတွေဒါမှမဟုတ်ပရိသတ်တို့အများဆုံးတောင်းဆိုထားတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးခြင်းတဲ့အနေနဲ့လုပ်ထားတာဖြစ်ပါတယ်ဒီနေ့ကတော့ပရိသတ်တို့အရန်ကြိုက်နေတဲ့ကြတဲ့ဘာမြူရာ train ကသတင်းထူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘမြူဒါအကြောင်းလေးနည်းနည်းရှင်းပြချင်ပါတယ်ခင်ဗျလူတွေဟာဘမြူဒါ train ကရဲ့လျှို့ဝှက်နေတဲ့အကြောင်းအရာတွေကိုနားမလည်နိုင်တဲ့အတွက်အရန်ကြောက်ကြပါတယ်ဘမြူဒါ train ကဟာတကယ်ဆိုရင်3ကမဟုတ်ဘူးဗျတင်စားခေါ်ဆိုထားခြင်းဖြစ်တယ်ဗျသူက900 square mile လောက်ရှိတယ်လို့ပြောပေမဲ့တကယ်ဆိုရင်ဘယ်လောက်ကျယ်ပြန့်လဲဆိုတာဘယ်သူကမှမသိကြပါဘူးဘမြူဒါ train ကဟာတမန်အမြင်အားဖြစ်တော့တခြားပင်လယ်လိုနေရာမျိုးပါပဲတဲ့ဗျဒါကြောင့်ဘမြူဒါ train ကတည်းဝင်မိသွားရင်တောင်ဝင်မိမှန်းသိနိုင်မှာမဟုတ်ဘူးတဲ့ခင်ဗျဒီဘမြူဒါ train ကပင်လယ်ဆက်ကွင်းဟာတင်ဘောနဲ့လေယာဉ်အတုံးများဆုံးလမ်းကြောင်းတစ်ခုပါတပပညာရှင်တွေကပြောတယ်ဗျဒီလောက်လူတုံးများတဲ့လမ်းကြောင်းဆိုတော့ဖြစ်ရက်တွေလည်းများတော့မှာပေါ့တကယ်ဆိုရင်များသောအဖြစ်ဖြစ်လိဖြစ်တာရှိတဲ့ထူးခြားစမ်းကြယ်တဲ့ဖြစ်ရက်တွေဟာအဲ့ဒီသတိကံအနီးနားတဝိုက်တွေမှာဖြစ်ကြတာပါခင်ဗျာဒါပေမဲ့များသောအဖြစ်ဘမြူဒါမှာဖြစ်တဲ့ဖြစ်ရက်တွေဟာတိတိကျကျအဖြစ်မပေးနိုင်တာဘာကြောင့်လဲလူချို့မယုံရှင်ပေမဲ့လည်းဘမြူဒါ train ကဟာအရန်ထူးဆန်းတာကိုတော့မငင်းနိုင်ကြပါဘူးပရိသတ်အများကြီးကွက်မှတ်ထားတဲ့ဘမြူဒါ train ကမှာကျွန်းထူးခြားစွာပေါ်ထွက်လာတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါခင်ဗျဘမြူဒါ train ကအလယ်မှာအန်ဒီရှိတဲ့ကျွန်းထွက်လာခဲ့တယ်လို့သတ်မှတ်ထားခဲ့ပါတယ်အဲ့ဒီကျွန်းအသက်ဟာတိုင်းတာချက်များအရတမိုင်ရှည်ပြီးတော့ပေပေါင်း400လောက်ကျယ်ပါတယ်စူးစမ်းရှာဖွေသမား Janet Region နဲ့သူမရဲ့မြေ Kristen Sutton နဲ့ဟာသူတို့ဧပြီမှာတုန်းကအဖုလေးပဲတွေးခဲ့တယ်လို့ပြောပါတယ်အဲ့ဒီကျွန်းကိုရောက်ဖူးတဲ့သူဟာသူတို့တွေမကပါဘူးအပျော်ငါးဖမ်းသမားဓာတ်ပုံဆရာတွေချူးခွန်ကောက်တဲ့သူတွေလည်းကိုယ်အန်တယ်ကိုတောင်မမှုပဲရောက်ဖူးခဲ့ကြပါတယ်ဗျဒေးဗစ်ဟော်လက်ပင်လည်းထိန်ရေးပြောတဲ့ပုံကတော့လူတွေလည်းအဲ့ဒီမှာရေမကူးမသွားလာမဖြတ်တန်းစေဖို့တားမြစ်ထားပါတယ်နောက်ခေါ်လန်းနာပင်လေကန်းရှည်ကကာကွယ်ထိန်းသိမ်းရေးမှုကပြောတယ်အရန်ကြီးမာပြီးအန်တယ်အရန်ရှိတဲ့ငမန်းတွေက1.5 မီတာသို့မဟုတ်9ပေအဲ့လောက်ကြီးတယ်တဲ့ဗျနောက်ပြီးတော့ကာဘောနက်လောက်ကြီးတဲ့ငါးလက်ထောင် stingray တွေလည်းတွေ့ထားတယ်လို့ပြောတာကြားရပါတယ်သူတို့တွေကငမန်းတွေငလက်ထုံတွေရေနစ်သေးတာတွေကကြောက်တာထက်တဲ့ဘမြူဒါ train ကမှပျောက်ဆုံးသွားမှစိုးရိမ်လို့တားမြစ်ထားတာထင်ပါတယ်ဗျဒီကျွန်းကဘယ်လိုကနေဘယ်လိုပေါ်လာလဲဆိုတာဒီနေ့ချေကကျွန်တော်တို့လေးလာထားတဲ့လောက်ကတော့ကျွန်းတစ်ခုပေါ်လာဖို့ဆိုတာပင်လယ်အောက်ရှိမီးတောင်တွေရဲ့ထိပ်ပင်လယ်မျက်နှာပြင်ပေါ်ရောက်သွားတဲ့အခါကျွန်းတစ်ကျွန်းဖြစ်ပေါ်နိုင်ပါတယ်နောက်တစ်မျိုးကတော့ subduction စုံလို့ခေါ်ပါတယ် tectonic plate လို့ခေါ်တဲ့အောက်ခြေရှိကျောက်တုံးတွေဟာအမြဲတမ်းရွေ့နေတာပါ tectonic plate တစ်ခုကနောက် tectonic plate တစ်ခုရဲ့အောက်ကိုရွေ့သွားတဲ့အခါအပေါ်တစ်ခုရဲ့ tectonic plate တစ်ခုကပင်လယ်မျက်နှာပြင်ပေါ်ရောက်သွားစေနိုင်တယ်တဲ့ဗျဒီ tectonic plate ဟာတိုက်ကြီးတွေတောင်ပြောင်းလဲစေနိုင်တဲ့အတွက်ကျွန်းတစ်ခုပေါ်ထွက်လာတယ်ဆိုတာကလည်းမထူးဆန်းပါဘူးပရိသတ်တို့ tectonic plate အကြောင်းပိုပြီးမှသိချင်တယ်ဆိုရင် comment ကြပါဗျာ tectonic plate ဟာအရန်ထူးဆန်းတဲ့ကမ္ဘာအတွက်အင်္ဂါရပ်တစ်ခုလို့ပြောလို့လည်းမမှားပါဘူးဗျာကျွန်တော်နာမည်ခွန်ချစ်သိမ်းပါကျေးဇူးနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ထူးဆန်းတဲ့သတင်းလေးတွေဒါမှမဟုတ်ပရိသတ်တို့သိချင်တဲ့အကြောင်းအရာလေးတွေရှိရင် comment လိုက်ကြပါခင်ဗျာဖြစ်နိုင်တော့စူးစမ်းပေးပါမယ်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျကျေးဇူးပြု၍ follow and share လည်းလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့ခင်ဗျ